is 21နဲ့အဲ့လိုပြောထားရနော်ဒါဆိုရင်သူကအသက်ကိုပြောတာဖြစ်တဲ့အတွက်ကြောင့်အသက်မင်းရင်ဘယ်လိုမေးလဲအဲ့လိုသိရမှာအသက်မင်းရင်ဘယ်လိုမေးလဲမင်းအသက်ဘယ်လောက်ရှိပြီလဲလို့မင်းရင်ဘယ်လိုမေးလဲ How are you? Okay ဒါလေးတော့သိတယ် how old are you နော် how old are you ဒီလိုလေးသိတယ်နော်မင်းအသက်ဘယ်လောက်ရှိပြီလဲမင်းမေအသက်ဘယ်လောက်ရှိပြီလဲလို့မေးမှာပေါ့လေမင်းမေအသက်ဘယ်လောက်ရှိပြီလဲလို့ကြည့်ပါ How old is ထည့်ရတယ်နော် How old is your ရိုက်တာပါရှင် your mother ဒါဆိုလို့ရှိရင်မင်းမေအသက်အဲ့တော့ဘယ်လောက်ရှိပြီလဲလို့မေးတာနော်အဲ့လိုသိရမယ်ဒါဆိုရင်အ ਨੇ ဖြစ်တယ်ဆိုရင်တော့ is ထုတ်ရတယ် you ဆိုရင်တော့ r နဲ့တွဲတယ်လို့သိရမှာ you ကတယောက်တည်းလဲရတယ်လို့အများလဲရပါတယ်အဲ့တော့မင်းလဲရတယ်လို့မင်းတို့လဲရတယ်ဒါကြောင့်မလို့ you နဲ့တွဲတယ်ဆိုရင် r ပဲသုံးတယ်အဲ့ဒါသိရမှာဖြစ်တယ်အဲ့လောက်ဆိုရင်ဒါတေးသေးချာချာနားနဲ့သွားပြီအောက်ကအသက်တွေဖြစ်တဲ့အတွက်ကြောင့်သူက2ယောက်ဖြစ်နေရလေအဲ့တော့သူကကောလက်လေးကဒီလိုလေးလာထားတယ် how ဆိုပြီးတော့ blank လာထားတယ်လာပြီးပြီဆိုမှသူကဘယ်လိုမေးထားလဲဆိုတော့ the two brothers အဲ့တော့ the two brothers ဆိုတော့ဒါဆိုရင်သူတို့ရဲ့ညီကို2ယောက်ပြောထားတာဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုဖြစ်မလဲအသက်ကိုမေးတာဆိုတော့ oldo နဲ့သုံးတာဖြစ်တယ် how oldဖြစ်မယ် how is နှစ်ယောက်မေးရဆိုအဲ့ဆိုရင်ရပြီ how old ဒီနားလေးမှာကျွန်မဖြစ်လိမ့်မယ် oldo sorry ရိုက်တာလို့သွား how old are အဲ့တော့အတန်တို့ကတော့ how older အဲ့လိုထွက်တာနော် how older the two brothers အဲ့ပုံစံလေးထွက်တာအဲ့ဆိုရင်တော့ဖြည့်တတ်ပြီနောက်တစ်ခုကနံပါတ်6ကအဲ့တော့နံပါတ်6ကမိခွန်းလေးကိုကျွန်မဒီမှာပေါ့အသေးစိတ်မပြောရင်တော့ဒါ3လနဲ့ပြတ်တယ်အသေးစိတ်နည်းနည်းလေးပြောပြတာဖြစ်တော့3လနဲ့နည်းနည်းကြော်သွားနိုင်တယ်ပေါ့နော်ဒါမတတ်နိုင်ဘူးပေါ့နော်ကျွန်မအခြေအနေတော့ကြည့်ရမှာပေါ့လေနောက်တစ်ခုကနံပါတ်4မှာဆိုရင်အဲ့တော့သူများကိုတင်အတိအကျအသက်စီချင်တာဆိုတော့လေwhat နောက်ကဗာလေးလဲ what apostrophe လေးရယ်ဒီနေရာမှာ Debbie ဆိုတာတော့အဲ့ကျွန်မနာမည်တွေတော့အလေးပေးပြောမှာမဟုတ်ဘူးနော် what Debbie's အတန်ဖိုင်လဲပို့ထားဆိုတော့လေ what Debbie's တဲ့နော် Debbie ရဲ့လို့ပြောတာနော်ရှေ့ကကျတော့ is ကိုမေးတာဖြစ်တယ်နောက်ကကျတော့ Debbie ရဲ့အဲ့ပုံစံသိရအဲ့တော့ဒါဆိုလို့ရှိရင်ဒါလေး blank ပေးထားတာဖြစ်တယ်စဉ်းစားကြည့်လိုက်နောက်ကသူကဘာလို့ဖြေထားတာလဲအဖြေလေးရနောက်ကဖြေထားတာလေးကဘာလို့ဖြေထားတာလဲအဲ့တော့ she is a teacher she is a teacher ဒါဆိုရင်သူက teacher ဆိုတာဘာကိုပြောရလဲဆရာမဒီအလုပ်ကိုင်လေ okay teacher ဆိုတာဆရာမဆိုတာအလုပ်ကိုင်ပြောပါလေ okay အလုပ်ကိုင်ဆိုတော့ဘယ်လိုပြောမလဲအလုပ်ကိုင်ဆိုတော့အဲ့တော့ Debbie's ဘာဖြစ်မလဲjob မှန်တာပေါ့ကြောက်နော်ဟုတ်တယ် Debbie's job what is Debbie job Debbie ရဲ့အလုပ်ကိုင်ရပါလေတဲ့ဒါကကြတော့ဒီလိုလဲမေးခွန်းမေးလို့ရတယ်လို့နောက်တစ်မျိုးလေးမေးပြမယ်အဲ့တော့တာမန်မေးမယ်ဆိုရင် what do you do ဆိုရင်မင်းဘာလုပ်လဲမေးတာနော်အတူတူပဲနော် what do you do နဲ့ what is your job နဲ့အတူတူပါပဲအဲ့တော့ဒီလိုလေးနှစ်ခုကအတူတူပဲ what is your job ဒါတော့ကတော့ job လဲထွက်လို့ရတယ် what is your job ဆိုတာမင်းရဲ့အလုပ်ကိုင်ရဘာလဲနဲ့ what do you do နဲ့ကအတူတူပါပဲhow do you do နဲ့တော့မတူဘူးเนาะအဲ့ဒါသိဖို့လိုအပ်တယ်အဲ့တော့ what do you do ဆိုတာမင်းဘာလုပ်လဲအဲ့တော့ what is your job နဲ့အတူတူပဲဒီနေရာမှာ your နေရာမှာဘာပါသွားလဲဆိုတော့ဥပမာမင်းမေရဲ့အလုပ်ကိုင်ဆိုလို့ရှိရင် your mother's job ဒီနေရာမှာဒီလိုလေးပါမယ်ဥပမာဆိုကြစို့အဲ့ဒါလေးကြည့်ပါလေဒီမှာဗီဒီယိုရရင်တော်တော်ဒုက္ခရောက်တယ်အဲ့ဒါလေဆိုကြစို့ဆိုတာကြီးအဲ့ဒါပါနေတာတော်တော်စိတ်ပြတ်ဖို့ကောင်းတယ်အဲ့တော့ your mother's job your mother's job your ဆိုရင်မင်းဤ job ကအလုပ်ကိုင်ဘူးမင်းမေရဲ့အလုပ်ကိုင်ဆိုရင် your mother's apostrophe ထည့်တယ်မင်းဖေရဲ့အလုပ်ကိုင်ဆိုရင် your father's job အဲ့လိုလဲရရနော်အဲ့လိုလဲရရနော် your father's job မင်းဖေရဲ့အလုပ်ကိုင်အဲ့ဆိုရင်ရပြီဒီနေရာမှာ mother father နေရာမှာကိုကြိုက်တာထည့်လို့ရတယ်မင်းညီမလေးရဲ့အလုပ်ကိုင်ဆိုရင် your sister's job နော်အဲ့လိုလေးသိရမှာရှေ့ကမေခွန်းပုံစံလေးနဲ့ကျွန်မနည်းနည်းပြောမယ်ဆိုရင်အဲ့တော့မင်းမေလို့ဘာလို့လဲဆိုရင်မင်းမေဆိုတော့အ ਨੇ လေအ ਨੇ ဆိုတော့ရှေ့ကဝေကြပုံစံနဲ့တိဆောက်ပြမယ်အဲ့တော့ do က main ဘက်ဖြစ်တဲ့အတွက်ကြောင့် what does your mother အဲ့တော့ mother do ကအလုပ်ကိုင်ပြောတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာ what does your mother do
အဲ့ဒါပထမဝက်ကြရဲ့ပုံစံနဲ့မိခွန်းပြောင်းထုတ်ပြတာဖြစ်တယ်ခုနကတော့ what is your job နဲ့ပတ်သက်ပြီးတော့မင်းအမေတို့မင်းအမတို့မင်းညီမတို့နဲ့မေးလို့ရတဲ့ပုံစံပြောတာဖြစ်တယ်နှစ်မျိုးလုံးပြောပြလိုက်တာဖြစ်တယ်နှစ်မျိုးလုံးသိစီခြင်းလို့နော်အဲ့တော့အဲ့ဆိုရင်အဲ့ဒါလည်းရသွားပြီနံပါတ်7ကကျတော့ blank okay တဲ့နောက်က yes it is တဲ့ it is cool တဲ့ဒီလိုဖြေပေးထားတယ်ခဏလေးနော်အကြောင်းသားလက်ခံပေးလေအောင်မယ်နော်တမီးမေတ္တကြံနောက်ကြနေအဲ့ဆိုရင် okay အဲ့တော့ဒါဆိုရင်ပြောချင်တာတစ်ခုဒီနံပါတ်7မှာ blank ဆိုပြီးတော့ဒီလိုလေးပါထားတယ် blank နော် blank ဆိုပြီးတော့ okay လို့ပြောထားတယ်အဲ့ဆိုလို့ရှိရင် okay ဖြစ်တဲ့အတွက်ကြောင့်မလို့သိရမှာဒီအဲ့တော့ဒါဆိုရင် okay နောက်ကအဖြေလေးကဗာပေးထားလဲဖြေလေးကဗာပေးထားလဲ yes it is yes it is ပေးထားတာဖြစ်တဲ့အတွက်ကြောင့်နော် yes it is နဲ့လည်းဖြေထားတာဆိုလို့ရှိရင်မိခွန်းကဘာလာမလဲ Is it? ဟုတ်တယ် okay is အတိကဘာကိုပြောရလဲရာသီဥတုပြောရမို့လားရာသီဥတုကို it နဲ့သုံးလို့ရတယ်ပြောထားရနော်အဲ့တော့ yes no question ဆိုတော့ရှေ့ကဘာလာမလဲဘာဖြစ်မလဲ The weather. okay the weather ဟုတ်တယ်ရာသီဥတုလည်းရတယ် it လည်းရတယ် okay ရှေ့ကဘာထုတ်မလဲ I answer. ဟုတ်တယ်ပြောလိုက်ပါရေးပြောလိုက်ပါ is the weather လည်းရတယ် is it လည်းရတယ်အဲ့တော့ is the weather okay ဒါဆိုရပြီအတန်လေးနည်းနည်းတင်ပေးလိုက် is the weather okay ဒါဆိုလို့ရှိရင်ရာသီဥတုအခြေအနေကောင်းလားအဆင်ပြေလားလို့မေးတာဖြစ်တယ်ဒီမိခွန်းနဲ့ပတ်သက်လို့မိခွန်းနေမေးတတ်ပြီလားမသိဘူးเนาะဟိုမြင်ဒီလိုမျိုးဟာမြင်ဒီလိုမျိုးမေးရမယ်လို့ဟိုသိရမှာဖြစ်တယ်เนาะဒါဆိုရင်အဲ့ဒီအထိရပြီလားမသိဘူးရှင်ရပါပြီရှင်သမီးမေတ္တကြံကတစ်ချက်ပြန်တင်ပေးမယ်နော်ဒါ record လုပ်ထားရနော် okay အဲ့ဆိုရင်အခု listening လေးတစ်ချက်နားထောင်မယ်ကိုဖြေထားတာနဲ့ကြိုက်မကြိုက်နားထောင်မယ်နော်ဟုတ်ဒါဒီကောင်ဖြစ်မှရမှာ Notting Hill in West London. 5. How old are the two brothers? Ethan is 16 and Jason is 21. What's Debbie's job? She's a teacher. 7. Is the weather okay? Yes, it is. ဒီနေ့လေးပြန်လာခိုင်းမယ်နော် Really like her. She's a good teacher. ဟုတ်ပြီတော့နော်ဒါ Weatherအတန်တိုးနေလားမသိဘူးနော်ကြားရလားမသိဘူးရှင် မကြားရဘူးဒီ အဲ့တိုးတယ်နည်းနည်းလေးတိုးတယ် ဟောဟုတ်လားအတန်ကတော့အနာကုန်မှာဘာဖြစ်လို့လဲ what's wrong မကြားပါဘူးဒီချဲ okay ခဏလေးတော့ဒါဆိုတစ်ချက်ပြန်ထွက်ပြလိုက်မယ်ဘာလို့လဲဆိုတော့ဒါ73မိနစ်နာမှာနော်ဒါလေးတစ်ချက်ပြန်ထွက်ပြမယ်ဘာဖြစ်သွားလဲဆိုတော့ခဏလေးအဲ့တော့ stop share လုပ်လိုက်မယ် line လို့မရဘူးလားလို့ပြည့်နေပြန်ထွက်နေ okay ထိုင်ရဆက်ခဏလုပ်လိုက်မယ်ဒါပေမဲ့အတန်တော့ကြားနိုင်ပါအတန်စောင်းတော့ဖွင့်ပေးထားပါတယ်လေဒီဟာလေးကိုဒီဟာဆက်ခဏလေးကောင်ပြန် share လုပ်ပြီ ဒီလိုက် dress Maria's blog. 21 and Emily 25. Emily's married.
They're all very friendly.